မင်္ဂလာပါရှင်လက်ရှိအချိန်မှာရေဘေးဒုက္ခကြောင့်ပြည်သူများပြားနေအိမ်တွေရေမြုပ်ပြီးအသက်မွေးဝမ်းကြောင်းဖြစ်တဲ့လယ်မြေတွေအများအပြားရေဖုံးလွှမ်းခံရပြီးဒေသခံတွေဒုက္ခပင်လယ်ဝင်နေကြရပါတယ်မြန်မာနိုင်ငံရဲ့စပက်ကြီးလူတင်စားခေါ်ကြတဲ့ပြည်ရတိုင်းဒေသကြီးမှာလယ်မြေဧက3.8 တန်းကျော်ရှိပါတယ်အဲ့ဒီထဲမှာလင်းမျက်နှာတစ်မျိုးထဲမှာလည်းလယ်မြေဧက3000ကျော်ပါဝင်နေပါတယ်ဒါအပြင်နေပြည်တော်ရဲ့တပင်ကျဲအရာလင်းမြေဧက2900ကျော်ရေမြုပ်ခဲ့ရပါတယ်ဒါဆိုရင်ရေမြုပ်သားတဲ့လေကွက်တွေရေကျသွားတဲ့အခါစပားပြန်ဆိုင်လို့ရပါသလားဘာတွေတူတင်ပြင်ဆင်ဖို့လိုအပ်မလဲအတူတူလေ့လာကြည့်ကြရအောင်ရေကျပြီးနောက်ဘယ်လောက်ကြာမှစပားပြန်ဆိုင်လို့ရမလဲစိုက်ပျိုးရေးပညာရှင်တွေရဲ့အကြံပြုချက်အရရေမြုပ်နေတဲ့လယ်မြေတွေမှာရေပြန်ကျသွားတာနဲ့ချက်ချင်းစပားဆိုင်လို့မရသေးပါဘူးအနည်းဆုံး2လကနေ3လအထိအချိန်ယူစောင့်ဆိုင်းရမှာဖြစ်ပါတယ်။အားကြောင့်စောင့်ဆိုင်းရတာလေဘာတွေပြင်ဆင်ရမလဲ။ရေဘေးကြောင့်လယ်မြေတွေပေါ်မှာတဘာဝမြေဩဇာတွေဖုံးလွှမ်းသွားတဲ့နှုံးအထူတွေပုံနေခဲ့တာကြောင့်ဖြစ်ပါတယ်။စပားဆိုင်တော့မယ်ဆိုရင်ဒီနှုံးတွေကိုအရင်ဆုံးဖယ်ရှားပြရပါမယ်။ဒါအပြင်အချို့လယ်မြေတွေမှာဒီတိုက်စားမှုကြောင့်ညောင်းတွေခြံဝန်းကြီးတွေဖြစ်သွားခဲ့လို့ဒီခြံတွေကိုလည်းဒီပြန်ဖိဖို့ပေးဖို့လိုအပ်ပါတယ်။နှုံးတွေကင်းစင်ပြီးမြင့်နယ်ပင်ပြန်လည်ညှာသွားချိန်မှာစပားပြန်ဆိုင်လို့ရမှာဖြစ်ပါတယ်။ရင်းနှီးသွားတဲ့လင်းမီတွေမှာစပားပြန်ဆိုင်လို့ရပေမဲ့စပားဖန်လုံးကတော့ပုံမှန်တိုင်းဖက်ရှိရမှာမဟုတ်ပါဘူး။ဒီစီလွာတွေပျက်စီးသွားခဲ့တဲ့အတွက်စပားဖန်လုံးတိတိကျကျကျဆင်းသွားမှာဖြစ်ပါတယ်။ဒီမှာပုံမှန်အားဖြင့်လေတအေကကိုစပားတင်းတရားဖက်ရှိခဲ့နေဆိုရင်အခုလိုရေဘေးအလွန်မှာပြန်ဆိုင်ချိန်မှာတော့15တင်းကနေ20လောက်ပဲဖက်ရှိတော့မှာဖြစ်ပါတယ်။ထွက်နှုံးနေပေမဲ့စပားပြန်ဆိုင်ပြီးဖို့စိုက်ပျိုးရေးပညာရှင်တွေကတိုက်တွန်းထားပါတယ်။ဘာကြောင့်လဲဆိုတော့ဒါဟာနောက်နှစ်တွေမှာစပားအထွက်နှုံးပုံမှန်တိုင်းပြန်လည်ရရှိစေဖို့အတွက်မြေစီလမာကိုပြန်လည်လေ့ကျင့်ပေးတဲ့သဘောမျိုးဖြစ်တာကြောင့်ဖြစ်ပါတယ်။ကျသွားပြီးလင်းမြေတွေမှာပြန်ပေါ်လာမယ်ကာလာနဲ့ကိုက်ညီအောင်တက်နုလို့ခေါ်တဲ့ရ90စပားတက်တန်း3လစပားအမျိုးအစားတွေကိုစိုက်ပျိုးပေးလို့ရပါတယ်။လက်ရှိအချိန်မှာတောင်သူလယ်သမားအများစုဟာရေဘေးကြောင့်နေအိမ်ရောတိနံမှာဆုံးရှုံးထားရတာကြောင့်မျိုးဘာသာစပားပြန်လည်စိုက်ပျိုးဖို့လုံးဝမဖြစ်နိုင်တဲ့အခြေအနေမှာရှိနေပါတယ်။ဒါကြောင့်ရေပြန်ကျပြီးပြန်လည်ထူထောင်ပြီးလှုပ်ဆောင်တဲ့အခါတာဝန်ရှိသူတွေနဲ့သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့အဖွဲ့အစည်းတွေကတောင်သူတွေကိုအောက်ပါအချက်တွေကိုအရေးပေါ်ထောက်ပံ့ပေးဖို့လိုအပ်နေပါတယ်။စိုက်ပျိုးရင်တင့်တော်ပြီးအပင်ပေါင်းလုံးကောင်းသည့်မျိုးစပါးများနှုံးများဖယ်ရှားရန်နဲ့နေမီထူရရင်စရန်တရားများနဲ့73စီမြေစီလွာအတွက်ဓာတ်မြေဩဇာပါဝင်သွင်းအားစုများဒါအပြင်အပြည့်အဝစိုက်ပျိုးနိုင်တဲ့အတွက်စိုက်ပျိုးရေးလုပ်သားများလိုအပ်မှာဖြစ်ပါတယ်။နာဂိတ်မုန်တိုင်းအလွန်စိုက်ပျိုးမြေများပျက်စီးစဉ်ကလည်းအစိုးရအနေဖြင့်အိန္ဒိယများမျိုးစဝါးများဝယ်ယူကတောင်သူများကိုအမိထောက်ပံ့ပေးခဲ့ပြီးမြဲအပင်မပေါက်လို့တောင်သူများဒုက္ခကြုံနေရတဲ့ဒါရကတွေရှိခဲ့ပါတယ်။ခုလိုဒုက္ခရောက်နေကြတဲ့တောင်သူသမားတွေအနေနဲ့လယ်မြေတွေကိုပြန်လည်ထူထောင်ပြီးစပားစိုက်ပျိုးနိုင်ဖို့အတွက်သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးရဲ့အမိထောက်ပံ့မှုတွေအရေးပေါ်လိုအပ်နေကြောင်းသိရှိရပါတယ်။ကျေးဇူးတင်ပါတယ်။